နော်ဒီနေ့မှာရွှေတကုံဖျားသွားမယ်စုလီဖျားသွားမယ်ဘိုးထောင်ဖျားကိုတရက်ထဲနဲ့သွားမှာပဲဖြစ်ပါတယ်ဖျားပေါ်ရောက်တာကျွန်တော်တို့9:15လောက်ဖြစ်သွားတယ်လူတွေကများဒီနေ့ကနင်းကနေလေးပိတ်ရဆိုတော့စနေနေ့ကအဲ့လောက်များဒီနေ့ကနေနေကပုံများတယ်ဒီမှာလေဒီမှာကျွန်တော်နေရိတ်လေးရှာပြီးတော့ဖျားဝတ်ပြုလိုက်ပါအောင်မယ်အခုမြင်ရတဲ့အတိုင်းပဲရွှေတကုံဖျားကိုညမ်းပြန်ဖြုတ်နေပါအရင်တော့ညမ်းနေရှင်ပြီးတော့ကျွန်တော်ရွှေတင်ညမ်းပြန်ကတ်ဒီကတော့များမြင်တဲ့အတိုင်းပဲနေလေးရင်နည်းနည်းရိပ်ရင်ကတော့ရင်းမြင်တော့မှလမ်းလျှောက်လို့တော့ကောင်းတယ်နည်းနည်းပူတော့ကြတော့လမ်းလျှောက်လို့တော့အဆင်မပြေဘူးနေရိပ်တဲ့နေရာမှာလည်းကိုယ်လူတွေကများတယ်တော့မြန်မာလူမျိုးတွေကတခုတော့ကောင်းတယ်ဗျာအဲ့လိုပိတ်ရက်တွေကြာတယ်နိဖះကိုလာကြတာတော့အဲ့ဒါတော့တကယ်ဒီနေ့ဖို့ကောင်းတယ်ဖះတရားလောက်ကြတယ်ပေါ့ပြောမှာဆိုကျွန်တော်ဒီနေ့ရွှေတကုံသွားမယ်အခုရွှေတကုံရောက်နေပါရွှေတကုံကနေကျွန်တော်10 ခွဲ 17လောက်ပြန်ဆင်းပြီးတော့ကျွန်တော်စုလီကိုထပ်သွားမယ်စုလီကနေပြီးရတယ်ကျွန်တော်ဘိုးထောင်ဖះကိုသွားမယ်သွားတဲ့ကုသိုလ်တွေကိုလည်းကျွန်တော်900သားသမီးတွေကိုအများပေးဝေမှာပဲဖြစ်ပါတယ်မိမမရှိတော့ကလေးမရှိတော့လေလက်တာတော့တယောက်တည်းပုံမှန်ဆိုရင်တော့ဆိုဒီရဆိုင်လက်နေတာခုနောက်ပိုင်းကတော့ဖះပဲသွားပြစ်တာများတယ်ပြန်ဆင်းတော့မယ်ကျွန်တော်လူတော့ဓာတ်ရှုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တရားရှုပ်ကိုတာတော့မရိုက်ပြတော့ဒီကနေပြီးတော့ကျွန်တော်အခုက10 နာရီခွဲတော့မယ်ပေါ့နိုင်ခွဲကနေပြီးရွှေတကုံကနေပြီးတော့ကျွန်တော်စုလီသွားမယ်စုလီမှာစုလီဖျားထပ်ဖို့တော့စုလီပြီးတော့မှာပဲပို့ဆောင်ဖျားရှိသွားမယ်ပြန်လိုက်ပါအောင်မယ်စုလီဟုတ်စုလီရောက်ပါပြီစုလီဖျားရောက်ပါပြီခြေတော်ကောင်းစုလီဖျားတက်ပူလိုက်ပါအောင်မယ်ပထမအောင်ဆုံးစုလီဖျားတစ်ပတ်ပတ်မယ်ပတ်ပြီးတော့ကြာရီတောင်းမှာဖျားစကိုမယ်ရေတက်ပယ်မယ်
သူ့လေဖေကတော့လူကတော့နဲတယ်ဒါလည်းလူနဲတယ်သူ့လေဘကိုကြီးကားပြအောင်မဝေးနော်စုတွေကြတော့ကျွန်တော်တို့ဒါလည်းလူကနဲတယ်ဗျအဲ့လောက်ကြီးကြိုးကြိတ်ပြီးတော့မရှိဘူးအေးစေးဖျားဖူးကျင်တော့စုလေပိတ်ရက်ကိုလာဒါတော့ပို့စင်ပြနေမယ်အေးစေးလေးတရားထိုင်ပတိစိတ်အဲ့လိုကုံတော်လေးပွားမဲ့လူတွေကြတော့ဒီမှာတော့အဆင်ပြေမယ်လို့တော့ထင်တယ်အောင်ရှိလို့ကြားရတယ်အားလုံးပေါင်းရှိမှသူကအရောက်อ่ะနည်းနည်းလေးတကယ်ရောနဲဘလို့ရွှေတကုံဖျားမှလို့ကျွန်တော်ရေတက်ပဲလူးစရာတော့မလို့ဒီမှာအေးစေးရေတက်ပဲလို့ရတယ်ဒီမှာကျွန်တော်ကြားလို့ပါဗီဒီယိုလေးပါလေအေးစေးရိုက်လို့ရပါအေးတက်ပဲစုလေးဖျားတော့ဖူးပြီးသွားပြီဖျားလည်းဝတ်ပြုတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အချိန်က7ခွဲတော့မယ်အခုဘိုးတော်ဖျားကိုသွားဖို့အတွက်ကားဂိတ်ကိုသွားနေပါတယ်ဘိုးတော်ဖျားကိုဆက်သွားပါမယ်ကျွန်တော်ထပ်ပြီးတော့စုလေးဖျားမှာဖျားဝတ်ပြုတ်ရတာအဆင်ပြေတယ်လူလည်းတိတ်မရှိလို့လားမသိဘူးရွှေဒီကောင်ကြောက်နည်းနည်းသူကကြက်တယ်ဒီနေ့ကပိတ်ရက်ဆိုတော့လေဂျားရက်တွေဆိုတော့အဆင်ပြေလောက်ပါပါကျွန်တော်တို့ကန်းနာနေပြီးတော့အောက်လန်းကားစီးသွားမယ်အောက်လန်းကားစီးတော့တရားရှိပြီးတော့တန်ရောက်တယ်အဲကားကိုကျွန်တော်သွားနေပါတယ်ကဲကားကိုဆင်းပြီးတော့ဘိုးတော်ဖျားတော့ရောက်ပါပြီသုံးခုမြောက်ပါဒါတော့ဘိုးတော်ဖျားပါနေရတော့ပူတယ်နာရီက7ခွဲကျော်7ဆိုတော့နေရန်ပူတယ်မားတော့မြန်နှန်းနဲ့ဆောင်းပါဒီတော့ကဒီမှာလည်းပွဲပေးနေရဒါပေမဲ့ရခမယ်တော့ဒါအပေါ်များတယ်ဒီနေ့ကပွဲပေးနာအပ်ပြီးတော့အဲထဲမှာ
ိုးတော်ဘုရားဝင်ဖူးလိုက်ပါအောင်မယ်ဘိုးတော်ဘုရားတော့ရောက်ပါပြီဘုရားတော့တပတ်ပတ်လိုက်အောင်ပတ်နေတော့ကျွန်တော်ကြာပြီနန်းတော်တွေ့ကြာပြီနန်းတော်မှာတက်ပဲနဲ့ဘိုးတော်ဘုရားလည်းလူနေပူလို့လာမလို့အခု3ခုကိုသွားတယ်နော်ရွှေတကုံသွားတယ်စုလီသွားတယ်ပိုးထောင်သွားတယ်အဲ့ဒီမှာဟိုလက်ရှိကြီးကတော့ရွှေတကုံကတော့လာအများဆုံးပဲတေကုံပြီးသွားရင်ပိုးဆောင်ဖြစ်ဖို့များမယ်ပိုးဆောင်တော့စုလီထက်တော့နည်းနည်းများမယ်ကျဲဝင်းနဲ့ကျဲတာဟုတ်တော့တော့ကြာပြီတင်ထားပြီးတော့ရောက်ပါပြီရွှေတင်ကန်းလုံးတော်ပြီရွှေတင်ကန်းကတ်တယ်ဟိုမှာရွှေတကုံမှာတော့ပြီးသွားပြီစုတင်မှာတော့မကတ်သေးဘူးရောက်တယ်ဟိုဒီကျွန်တော်ဒီနေ့လာတာကမိုးမရွာမိုးရွာနေနေဆွတိဆွဖြစ်တာပေါ့နေတော့ပူတယ်နေရတော့ပူတယ်ဘိုးတော်ဘုရားအောင်မြေပေါ့အောင်မြေမှာဝေပြည့်စုတောင်းရင်လည်းဟိုဒီတောင်းလာပြည့်တယ်ပေါ့ဗုဒ္ဓဆံတော်တဲ့ဘုရားဘုရားမှာကြည်ရဗုဒ္ဓဆံအဲ့ဒီနားမှာအဲကွာအေးစိတ်နေပဲကျွန်တော်အခုဒီတစ်ခေါက်လာတော့အဲကွာအေးတော့ဘယ်မှာဝါဒီတောင်းတော့မှာဖျားစကောအေးတယ်ဆိုကောပူရဲဆိုတော့အပြင်မှာပဲတနေရရှာပြီးတော့ပဲချက်ကိုရတော့
ရှာပြီးတော့မရိုက်ပြတော့ကျွန်တော်ဗီဒီယိုကတူတူပဲတင်မှာဆိုတော့ဒါပနာတိုက်ရတဲ့ဥစ္စာတွေဆင်းပြီးတော့ပြန်ထွက်ပြီးတော့အေးတဲ့နေရာလောက်မှာကျွန်တော်ဖျားတော့အဲ့မှာအေးလို့ဖျားဖို့ပြီးလို့ကောင်းအတန်နေစူးညံနေလည်းမကောင်းဘူးဖျားဖို့ပြီးအားရအောင်ပြတ်တယ်လိုက်ရှာလိုက်ပါအောင်မယ်ရွှေငါးဘယ်လောက်လဲသကုံးဘယ်လောက်ကိုဒါလေးတွေက9000ဒါလေးက7ကောင်ပိုင်လက်သားဟောဆက်တော့7ကောင်ပိုင်ကိုတော်ဖျားမှာလည်းဖျားဝတ်ပြပြီးသွားပြီကျွန်တော်ဒီနေ့ရွှေတကုံစီရောမြတ်ကြီးရဲ့သုတေစီရောမြတ်ကြီးရဲ့ဘိုးဆောင်တက်တဲ့အဆန်တော်ရှင်ဖျားသုံးစုမှာကျွန်တော်နတ်ပင်ကာရာရဲ့ကျွန်တော်မေတ္တာတုတ်ရဲ့24ပစ္စည်းအကျယ်ရဲ့ကျွန်တော်ခင်မွန်ကြီး10ပါးရဲ့ဟုတ်ရဲ့မေတ္တာပို့တာရယ်ကျွန်တော်တို့ညာတန်းဝေတာရယ်ကို3စုလုံးမှာကျွန်တော်ရုပ်ဖက်ပူဇော်ခဲ့ပါတယ်9သားသမီးတွေဆိုတာ9သားသမီးတွေလည်းစိတ်ချမ်းသာရယ်ကိုယ်ချမ်းသာရယ်ကျွန်တော်တို့အပြည့်ကြပါပြီကဲကျွန်တော်ရဲ့စီဒီ3စုကိုတွားရောက်ပူမျောတာကတော့ကျွန်တော်တို့4ရက်5လ2025ရက်နေ့ကျွန်တော်တို့12နာရီ40တောင်မှကျွန်တော်တို့ပြီးသွားပါပြီဒီနေ့အဓိဋ္ဌာန်အောင်ပါတယ်အားလုံးဆန္ဒလည်းပြည့်ပါတယ်3စုကိုတွားရောက်ပူမျောလိုက်တာအတက်တောင်လို့ဒိဋ္ဌာန်နာတဲ့ကိစ္စလေးလည်းပြပါစေဆိုလည်းဆုတောင်းပါတယ်ဒီဗီဒီယိုကနေပြီးတော့ဒီကတော့အိမ်ပြန်มาဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်